ဇလန်းကငါးဖမ်းသင်္ဘောတစ်စီးပေါ်မှာစတာဘာလူတစ်စုကဒီအလုပ်လုပ်နေရင်ပလတ်စတစ်ပလင်းတစ်လုံးကိုပင်လယ်ထဲပေါ့ပေါ့ပါးပါးလေးပစ်ချလိုက်တယ်ဒါပေမဲ့ခဏအကြာမှာတော့သူတို့ရဲ့ပိုက်ကွန်ထဲကိုထူးဆန်းတဲ့အော်တန်ကြီးနဲ့အတူလူတစ်ပိုင်းငါးတစ်ပိုင်းတရဝါကြီးတစ်ကောင်ပါလာခဲ့တယ်အဲ့ဒီတရဝါကသူတို့ကိုရေထဲဆွဲချသွားပြီးငရဲပွက်တလို့ထိတ်လန့်စရာကောင်းတဲ့အခိုက်အတန့်ကြီးဖြစ်သွားတော့တာပါပဲတစ်ဖက်မှာလည်း Barclay Pierre Dupont ဆိုသူဟာအရေးကြီးဖုန်းတစ်ခုကြောင့်လန့်နိုးလာတယ်သူကသမီးဖြစ်သူ Kirby ကိုနိုးပြီးစကော့တလန်ကန်ယိုရန်မှာရေနံဖိတ်စင်မှုဖြစ်လို့ခဏလောက်အမေဖြစ်သူစီမှာသွားနေဖို့ပြောရရှာတယ်အဲ့ဒီနောက်မှာတော့ Barclay ဟာunit အဖွဲ့ကစာဂျင်ဟန်နာရဲ့ခေါ်ဆောင်မှုနဲ့အတူစစ်စင်ရေးတစ်ခုမှာပါဝင်ဖို့ဖြစ်လာခဲ့တယ်။သူကိုယ်တိုင်ကတော့သူဟာစစ်ဗိုလ်မဟုတ်ကြောင်းတည်ယူပို့ဆောင်ရေးစီစဉ်ပေးရတဲ့ရုံးဝန်ထမ်းလေးတစ်ယောက်သာဖြစ်ကြောင်းညင်းဆိုခဲ့ပေမဲ့ကံကြမ္မာကသူ့ကိုရှေ့တန်းကိုပို့လိုက်ပါပြီ။သူတို့အဖွဲ့ဒရိုက်ကာနာကျွန်းကိုရောက်တဲ့အခါပင်လယ်နက်ဆိုးလို့လူသိများတဲ့ဟုံမုံအခွာတရဝါတစ်ကောင်ရဲ့အလောင်းကိုတွေးလိုက်ရတဲ့သိပ္ပံပညာရှင်တွေရဲ့အဆိုအရဒီတရဝါတွေဟာရှေးဟောင်းရည်နေတွားတရဝါတွေကနေဆင်းသက်လာတာပါဘာ့ကလီကတော့တေဆုံးသွားတဲ့တရဝါလေးအတွက်ဝမ်းနည်းစွာဆူတောင်းပေးနေခဲ့တယ်ဒါပေမဲ့အခြေအနေကပိုဆိုးလာတယ်ရေအောက်ကနေထူးဆန်းတဲ့အင်အားစုတွေကလူတွေကိုဆွဲချတက်ဖြတ်လာပြီးပျောက်ဆုံးသွားတဲ့စစ်သားတွေရဲ့အယိုးတွေကိုမြေအောက်ထဲမှာပြန်တွေ့ရတယ်တကယ်တော့ဒီဟိုမိုအခေါ်တွေဟာဂျိုသားတွေမဟုတ်ပဲကဘာဦးကလေးကဒီမြေမှာနေခဲ့ကြတဲ့အစောဆုံးလူသားတွေဖြစ်ပြီးအခုတော့သူတို့ရဲ့ကဘာကြီးကိုပြန်သိမ်းပိုက်ဖို့ကြိုးစားလာကြတာပါ